ဒီနေ့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကထပ်မံထွက်လာတဲ့အငင်းပွားပွဲပြောကြားချက်တစ်ခုရှိပါတယ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကမြန်မာနိုင်ငံမှာနှစ်80ကျော်ကြာငြိမ်းချမ်းရေးမရခဲ့တာဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ EAO တွေကမူရစ်စေဝါနဲ့တရားမဝင်စီးပွားရေးတွေကိုလုတ်ကင်နေကြတာကြောင့်လို့အပြစ်တင်ပြောဆိုလိုက်ပါတယ်ဇန်နဝါရီ24ရက်နေ့ပြင်ဦးလွင်အနီးစခန်းလေဆိပ်မှာလှုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းဇော်မင်းထွန်းကအခုလိုဆိုပါတယ် EAO တွေကဒါဟာလူမျိုးရေးအမျိုးသားရေးနိုင်ငံရေးဆိုပြီးအကြောင်းပြကြပေမဲ့လက်တွေ့မှာတော့မူရစ်စေဝါတယံဇာတခိုးထုံးမှုတရားမဝင်မှောင်ခိုလုပ်ငန်းတွေကနေဝင်ငွေရနေကြတယ်လို့ဆွဲပြောဆိုလိုက်ပါတယ်သူ့အဆိုအရငွေရလက်နက်ဝယ်အာဏာတီးမူရစ်စေဝါကိုပြန်အကာအကွယ်ပေးဆိုတဲ့တန်တရားတစ်ခုလဲပတ်နေတယ်လို့လည်းဆိုပါတယ်ဒါအပြင်ချမ်းပြည်နယ်မြောက်ပိုင်းတီဘောမိုင်းရဲ့အနီးမှာအမေရိကန်ဒေါ်လာတန်းနဲ့ရှိတဲ့တန်ဖိုးရှိတဲ့မူရစ်စေဝါထုတ်လုပ်နေတဲ့နေရာ3ခုထပ်မင်းစစ်တပ်ကဇန်နဝါရီလအစောပိုင်းမှာသိမ်းပိုက်ခဲ့တယ်လို့ပြောပါတယ်ဒီထုတ်ဖော်မှုဟာတရုတ်နိုင်ငံဘက်ကသတင်းပေးမှုကြောင့်စစ်တပ်ကဆိုပါတယ်ဇန်နဝါရီလ14ရက်နေ့မှာတော့ပြည်တွင်းမီဒီယာတန်တမန်တွေကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းတွေကိုဒီနေရာကိုခေါ်ဆောင်ပြသခဲ့ပေမဲ့သတင်းသမားတွေကတော့စီစဉ်ထားတဲ့အတိုင်းလိုက်ပါသတင်းယူခွင့်ရခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီဆွဲချက်တွေကအမှန်တရားလားတာဝန်လွှဲချတာလားဆိုတာကိုပြည်သူတွေအနေနဲ့ကိုယ်တိုင်ဆုံးဖြတ်ပေးကြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်